ဒီနေ့ဗီဒီယိုလေးကတော့ဒီနေ့မှာထွက်ရှိလာတဲ့ event လေးဟာဘယ်လိုအလုပ်လုပ်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ဗောနော်ရုပ်ထုလေးတွေပြီးတဲ့ event ဖြစ်ပါတယ်ဒီနားလေးမှာဗောနော်အဲ့ဒါလေးကိုကိုဘောတို့က open လေးတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် event တွေကိုရောက်သွားမှာဖြစ်ပါတယ်လွန်ခဲ့တဲ့ကိုဘောတို့ဆော့လာခဲ့တဲ့တက်တန်းမှာဘယ်လိုမျိုးလေးတွေတိုက်ခဲ့လဲဘယ် true တွေကိုသုံးခဲ့လဲအဲ့လိုမျိုးတွေမေးခွန်းလေးတွေမေးတဲ့သဘောပဲဖြစ်ပါတယ်ကဲကိုဘောတို့ကဒါလေးကိုတူလေးနဲ့ရိုက်ဖွင့်လိုက်မယ်ဗောနော် okay Okay ဝင်သွားပြီးသွားပြီဆိုတော့ကျွန်တော်ဒီလိုပုံစံလေးမြင်ရမှာဖြစ်ပါတယ်ဒီဘက်မှာကျတော့ကျွန်တော်ကလန်ကစင်နဲ့ပတ်သက်တဲ့ဟာလေးဒီဘက်မှာကျတော့ truth တွေပြီးသွားရင်ဒီဘက်မှာ training type ဘာညာအဲ truth နဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်ဟိုမှာဆိုလို့ရှိရင်ဝါးပုံလေးပြထားတယ်ဗျဒီလိုမျိုးလေး၄ခုပေါ်လာမယ်တချို့တွေကကျတော့လေ2ခုပဲပေါ်လာတတ်တယ်ပေါ့နော်အဲ့ဒါလေးရတယ်လက်ရှိerror လို့ဘာလို့တော့မသိဘူးဒါပေမဲ့ကျွန်တော်ပြောထားပေးတယ် super set ဘက်ကိုလည်းကဲတော့ကျွန်တော်အရင်ဆုံးကိုကြိုက်တဲ့ဟာလေးကိုနှိပ်လိုက်မယ်နော်ကျွန်တော်၄ခုလုံး mission ဖြည့်ပေးရမယ်တဲ့ဘောပေါ့ဗျာအဲ့ဒါလေးလိုက်ပြီးတော့အပြာလေးကိုနှိပ်ပေးလိုက်အောင်ဘာမှလုပ်စရာမလိုဘူးဗျဒါဆိုရင်သူပြထားတဲ့ clan 1 attack က total attack ဘလောက် star ဘလို့အဲ့လိုမျိုးလေးတွေပြထားပေးတာဖြစ်ပါတယ်နော်ကျွန်တော်အရင်တော့ memory လေးတွေကိုပြန်ပြီးတော့မှပြတဲ့သဘောပါပဲဗျ clan 1 battle ဆိုတော့ကျွန်တော်ဒါ9နာက26ပွဲတို့ဒီမှာကကျွန်တော်ချုံးနာက39ပွဲအဲ့လိုမျိုးလေးတွေပြထားတာဗျအရင်တော့ဟာလေးတို့ပြန်ပြပေးတာဖြစ်ပါတယ်โอเคဒီမှာသူကအကုန်လုံးဒါတွေကကျွန်တော်အရေးတော့မကြည့်ဘူးเนาะတစင်ချင်းစီကျွန်တော်နှိပ်ပြီးတော့သွားလိုက်အပြာလေးတွေနှိပ်သွားလိုက်ပြီးတော့ကိုအစင်ပြေတဲ့ဟာကိုရွေးပေးလိုက်เนาะ brother တို့ဒါ total CW အတက်ဘယ်လောက်လဲပါညာပေါ့โอเคကိုကတော့ဒါ82ရွေးလိုက်တာမှန်သွားတယ်ပေါ့เนาะဒါပေမဲ့မှန်တာမားတာသူကတော့အရေးမကြည့်ဘူး AC လေးပဲကျွန်တော်လိုက်ပြီးတော့နှိပ်သွားရုံပဲဗျမြားလေးနှိပ်နောက်ပြီးတော့ကျွန်တော်တို့တွေဒီအောက်ကအပြာလေးထပ်ပြီးတော့နှိပ်လိုက်ပဲပြီးတော့အမှန်ချီလေးနှိပ်လိုက်ပဲဗျဒါဆိုတော့သူတို့ဟာကိုဘောတို့ကိုဒါအကုန်လုံး mission တွေလိုက်ဖြည့်ပြီးသွားရင်တော့အလဲမှာပေါက်လေးတစ်ပေါက်ပွင့်မှာပေါ့နော်။ Okay ဒါတော့ဒီတစ်ခုပြီးသွားပြီနောက်တစ်ခုထပ်သွားမယ်နောက်တစ်ခုလည်းဒီပုံစံပါပဲ brother တို့ကျွန်တော်တို့ဒါလေးတွေလိုက်နေရုံပဲဘာမှလုပ်စရာဒီမှာဆိုလို့တစ်ခုရွေးပေးလိုက်ဗျာအဆင်ပြေတာပေါ့။ Okay ပြီးသွားရင်ကျွန်တော်တို့ဒါဆိုရင်လည်းကျွန်တော်တစ်ခုပြီးသွားပြီဗျာနောက်တစ်ခုထပ်သွားမယ်။ဒါ mission လေးတွေလိုက်နေရတဲ့သဘောပေါ့ဗျာအရင်တော့ဟာလေးတွေဘယ်လိုလဲပေါ့ဒါအများဆုံးသုံးခဲ့တဲ့ equipment တွေဝါရန်ဘာညာအဲ့လိုမျိုးတွေပေါ့နော်ဘယ်နှချိန်သုံးခဲ့လဲပေါ့ဒါ finish ကလေးကိုလည်းသုံးခဲ့တယ်ပေါ့အများဆုံး okay good ပြီးသွားရင်ဒါလေးလည်းပြီးသွားပြီဗျ okay imagination ပြလိုက်မယ်နောက်တစ်ခုထပ်နေမယ်ပြီးသွားရင်ကျွန်တော်တို့အကုန်လုံးလိုက်ပြီးဒါလေးနှိပ်ပြီးရုံပဲဒါကြတော့ battery ကအသုံးများလဲဆိုအမှ dragon ကအသုံးများတယ်နော် brother dragon လေးကိုနှိပ်ပေးလိုက်တယ်dragon ကဘယ်အကောက်မဆို dragon တွေသုံးတာတော်တော်လေးများကြတယ်အရင်တော့ dragon တွေကတအားကျုံတာဟုတ်ဗျ okay โอ้ညအတက်ကဟော billion နဲ့ပါရှိနေနော် total 3 star attack တဲ့19တက်သမ2 billion ကျန်းလိုက်တာ okay ဟုတ်ပြီဗျာဒိုလိန်ဒီချင်းရကြတော့ trillion ဆိုတယ် okay ဒီမှာအလဲမှာကျွန်တော်ပေါက်လေးရပြီဗျာOkay အလဲပေါက်လေးကိုကျွန်တော်နှိပ်ပြီးတော့ဖွင့်လိုက်မယ်ဆိုရင်ရုပ်ထုလေးရမှာဖြစ်ပါတယ်ဒါကတော့မလိုပါဘူး line share စရာတော့မလိုပါဘူးအမားလေးနှိပ်လိုက်မယ်ပြီးတော့ကျွန်တော် exit လေးထွက်လိုက်မယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့ထဲမှာရုပ်ထုလေးရရှိလာမှာဖြစ်ပါတယ်စောနာရုပ်ထုလေးပေါ့နော်ဒီမှာလေးဗျရုပ်ထုတရုပ်ကျွန်တော် free ပေးတာလည်းကျွတ်စီပေါ့နော် Okay ဒီမှာကျွန်တော်ဒါလေးနှိပ်လိုက်မယ်ဆိုရင်တော့ဒီရုပ်ထုလေးကိုရရှိမှာဖြစ်ပါတယ်အဲ့တော့မလုပ်တတ်တဲ့ညီကိုလေးတွေမတည်သေးတဲ့ brother လေးတွေအတွက်ကျွန်တော်ဒါလေးလည်းပြောပြပေးတာဖြစ်ပါတယ် Okay ပါဒီနေ့ဗီဒီယိုလေးကတော့ trade မဟုတ်ပါဘူးအားလုံးပဲဘိုင်မှာကိုတို့နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ